ဒီကနေ့မှာတော့မြန်မာနိုင်ငံအပါအဝင်တကမ္ဘာလုံးနီးပါးမကြခင်မှာရင်ဆိုင်ကြုံတွေ့ရတော့မယ်အလွန်ပြင်းထန်ဆိုးရွားတဲ့ El Niño ရာသီဥတုဖြစ်စဉ်ဟာပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရအခုလာမယ့် El Niño ရာသီဟာပြီးခဲ့တဲ့နှစ်ပေါင်း80ကျော်အတွင်းမှာအပြင်းထန်ဆုံးနဲ့အဆိုးရွားဆုံးဖြစ်လာနိုင်ခြေရှိတယ်လို့သတိပေးထားကြပါတယ်။မြန်မာနိုင်ငံအတွက်ကတော့မကြုံစဖူးပြင်းထန်တဲ့အပူလိုင်းတွေရေရှားပါမှုတွေနဲ့စိုက်ပျိုးရေးကဏ္ဍထိခိုက်မှုတွေကိုအဓိကရင်ဆိုင်ရနိုင်ခြေရှိနေပါတယ်။ဒီလို El Niño ဖြစ်စဉ်ကြီးဝင်ရောက်လာတဲ့အခါကမ္ဘာတစ်လွှားမှာဘလို့ဆိုးရွားတဲ့ရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်တယ်လေအတိတ်ကတော့ဘလို့အထစ်ပြတ်တွေကြုံခဲ့ရတယ်လေ El Niño ဆိုတာဟာ Pacific သမုဒ္ဒရာ Equator တစ်လျှောက်ကပင်လယ်ရေပြင်အပူချိန်ဟာပုံမှန်ထက်တိတိတသာမြင့်တက်လာတဲ့သဘာဝဖြစ်စဉ်တစ်ခုပါ NASA နဲ့ကမ္ဘာမိုးလေဝသအဖွဲ့အစည်းတွေရဲ့အချက်လက်ပြမြေပုံတွေမှာမြင်တွေ့ရတဲ့အတိုင်း Pacific သမုဒ္ဒရာရဲ့ရေပြင်ဟာအနီရောင်ရင်ရင်တွေအထစ်ပြောင်းလဲလာပြီးအပူချိန်တွေအစမတန်မြင့်တက်နေလာကိုတွေ့ရမှာပါဒီလိုသမုဒ္ဒရာရေပြင်ပူနွေးမှုကကမ္ဘာလေစည်းကြောင်းတွေကိုပါပြောင်းလဲစေပါတယ်ရလအမည်နဲ့ကတော့ကမ္ဘာတချမ်းမှာအလွန်အမင်းချော့ခွေးရေရှားမှုတွေဖြစ်ပေါ်စေပြီးကြံတချမ်းမှာတော့မကြုံစဘူးမိုးတဲထန်စွာရွာသွန်းမှုနဲ့ရေကြီးရေရှမ်းမှုတွေကိုဖြစ်စေပါတယ်ဒါအပြင်ပင်လယ်ရေအပူချိန်မြင့်တက်လာတဲ့အတွက်ရေအုပ်ဂေဟစနစ်တွေဖျက်ဆီးပြီးတန်တာကြောက်တန်တွေတေဆုံးတာရေတရဝါတွေရှင်းတန်းရပ်ပြီးဖို့ခက်ခဲလာတာတွေကိုပါဆိုးဆိုးရွားရွားကြုံတွေ့လာရတာဖြစ်ပါတယ်El Niño ရဲ့အကျိုးဆက်တွေကိုကမ္ဘာတစ်လွှားမှာမျက်မြင်ကိုယ်တွေ့ကြုံနေရပါပြီ။အချို့နိုင်ငံတွေမှာအပူချိန်တွေစံချိန်တင်မြင့်တက်လာပြီးကြီးမားတဲ့တောမီလောင်ကျွမ်းမှုတွေကိုမထိန်ချုပ်နိုင်အောင်ရင်ဆိုင်နေရပါတယ်။တောမီတွေကြောင့်လူနေအိမ်တွေတစ်တောတွေနဲ့တောဝိုင်တိရစ္ဆာန်တွေထောင်တောင်းချီသေဆုံးခဲ့ရပါတယ်။တစ်ဖက်မှာလည်းအလွန်အမင်းချောက်ခွေးမှုကြောင့်မြစ်ချောင်းအင်းအိုင်တွေခန်းချောက်ပြီးမြေပြင်တွေကွဲအပ်လာပါတယ်။တောက်တုံးရည်နဲ့စိုက်ပျိုးရည်ပြက်လက်မှုကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေပျက်စီးပြီးကမ္ဘာစားနယ်ရိခိယာဖူလုံရေးကိုပါချင်းချောက်လာနေပါတယ်။စံကျင်ဘက်အခြေအနေနဲ့အချို့ဒေသတွေမှာအချိန်အခါမဟုတ်လီပြင်းမုန်တိုင်းတွေတိုက်ခတ်ကစံချိန်တင်မိုးရွာသွန်းပြီးရွာလုံးကျွရေလွှမ်းမိုးခံရတာတွေကိုဆိုးဆိုးရွားရွားကြုံတွေ့နေပါတယ်။ရာသီဥတုပြောင်းလဲမှုရဲ့ပြရုပ်တစ်ခုအနေနဲ့စောင်းရာသီမှာနှင်းထူထူကြားလေးရှိရဲ့ယူရိုပကနှင်းလျှောစည်းစခန်းတွေမှာတော့နှင်းတွေအကြီးပြော်ပြီးမြေကတုံးတွေဖြစ်လာတဲ့အထိ El Niño ရဲ့ဒဏ်ကိုခံစားနေကြရပါတယ်။ဒီလိုနှစ်90တွင်းမှာအဆိုးရွားဆုံးဖြစ်လာမဲ့ El Niño ရာသီအတွက်ကျမတို့မြန်မာနိုင်ငံအနေနဲ့လည်းအထူးသတိထားပြီးကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ကြဖို့အရေးတကြီးလိုအပ်နေပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအလဲပိုင်းအပူပိုင်းဒေသတွေမှာနေ့အပူချိန်တွေအလွန်အမြင့်မြင့်တက်လာနိုင်တဲ့အတွက်တက်ခဲရွယ်ငယ်တွေနဲ့ကလေးငယ်တွေအပူရှက်တဲ့အန်ဒီယေကိုသတိပြုကြရမှာပါ။ဒါအပြင်မိုးခေါင်မှုကြောင့်ရေတွင်းရေကန်တွေခန်းချောက်နိုင်တဲ့အတွက်တောက်သုံးရေကိုစနစ်တကျချွေတာသုံးဆွဲကြဖို့နဲ့တောင်တူတပန်းတူတွေနေနဲ့လဲရေလိုအချက်နဲ့တဲ့တီးနှန်းတွေကိုပြောင်းလဲစိုက်ပျိုးတာမျိုးတွေပြင်ဆင်ထားတဲ့ပါတယ်။ရာသီဥတုပြောင်းလဲမှုဆိုလားကျမတို့အားလုံးနဲ့သက်ဆိုင်တဲ့ကမ္ဘာအရေးကိစ္စကြီးတစ်ခုဖြစ်ပါတယ်။